တနေ့ကိုအချိန်9မိနစ်ပြီးရုံနဲ့ဒူးနာတဲ့ပြဿနာအမျိုးမျိုးကိုတတ်တာစီနိုင်မယ်လေ့ကျင့်ခန်းလေးပြပေးပါမယ်လိုက်လို့ကြည့်အောင်နော်ကျန်းပြင်းပေါ်မှာထိုင်ပြီးမလုံးနိုင်ခုံပေါ်မှာထိုင်ပြီးလည်းလုပ်လို့ရပါတယ်နော်အမှဆုံးဒူးလေးရုပ်ခါလိုက်မယ်10မိနစ်လောက်ပြီးသွားရင်ဒူးလေးကိုနဲလေးနဲ့ကွေးမယ်တစ်ဖက်ကိုဆန်းထုတ်လိုက်မယ်ခြေဖွားလေးတွေကိုယ့်ဘက်ကိုကော့တင်ထားပေးပါနော်အသက်ရှူသွင်းရင်းနဲ့ဒူးလေးကိုဆန်မတင်မယ်ပြန်ချမယ်ရှူသွင်းရင်းနဲ့မတင်မယ်ရှူထုတ်ဒါလေးကို10ကြိမ်ပြီးရင်ခဏလေးနားပေးပါပြီးရင်နောက်ထပ်10ကြိမ်နှစ်ကြောလုပ်ပေးပါနော်ပြီးသွားရင်နောက်တစ်ဖက်ကိုလည်းအဲ့လိုလေးပါပဲခြေဖွားလေးတွေကော့တင်မယ်ပထမကြိမ်မှာမကော့တင်နိုင်ဒီလောက်ထိပဲရတယ်ဆိုရင်ရပါတယ်နိုင်ဒီလောက်လေးပါအဓိကအရေးကြီးတာခြေဖွားလေးတွေကိုကိုယ့်ဘက်ကိုကော့တင်ထားပေးဖို့ဆွဲနိုင်ဒီလောက်လေးဆွဲထားပေးပါအဲ့ဒါကိုလည်း10ကြိမ်နှစ်ကြောလောက်လုပ်ပေးပါနော်ပြီးသွားရင်ကိုယ့်ရဲ့ဒူးမှာလက်ဖွားလေးနဲ့ဒူးရဲ့ပတ်လည်ကိုပုတ်တိုက်ပေးပါဒါကဘာအတွက်ကောင်းလဲဆိုတော့သူကဒူးနာတဲ့လူတွေကဒူးလှုပ်ရှားမှုနည်းသွားတယ်ဒါကြောင့်မလို့သွေးလက်ပတ်မှုတွေကနည်းသွားတယ်ဒါကသွေးလက်ပတ်မှုကိုကောင်းစေတယ်ဒူးပတ်လည်ကိုနည်းနည်းလေးဖိပြီးမှ10မိနစ်တစ်ဖက်ကို10မိနစ်စီလောက်ပုတ်တိုက်ပေးပါနော်ဒါဆိုသွေးလက်ပတ်မှုလေးတွေကောင်းသွားမယ်အနာကိုတက်တာစီမယ်နော်ဟုတ်ကဲ့အားလုံးပဲကျမပြောရှင်ကြပါစေ